ရေစောစီရိုးတက်ထားပြီးတော့ပစုံလေးထည့်ပြီးတော့ပစုံလေးကိုရလာနေပြီကြော့ပါမယ်နည်းနည်းတော့အချင်းအားနည်းနည်းလေးတော့ပစုံလေးကိုပေးတာပြီအခုပစုံလေးကိုပေးတာဆိုတော့ပစုံလေးတွေကိုအရင်ဆုံးထားမယ်နော်ချက်တော့ချက်ပေါ်တော့ပစုံပါတဲ့အခါမှာအခွန်ကိုအရင်ချွတ်เสียမလို့တော့နော်ခေါင်းနဲ့အမီးနဲ့ပဲချွတ်ရပါမယ်နော်အဲ့တော့ပစုံအကုန်လုံးအခွန်ခါလာရင်ကြွားတဲ့အခါမှာမကောင်းဘူးနော်အဲ့ဒါကြောင့်တက်တော့ဒီစစ်ထားတယ်နော်ဟုတ်တက်တော့လည်းပါတယ်ဒီလိုတက်တော့လည်းနွားလာပြီဆိုတော့နည်းနည်းရှော့မယ်နော်မြို့ဒီစီတက်ဖို့အတွက်တက်တော့လည်းအတွက်ခဏလေးခဏပြတ်ထားမယ်ပြီးတော့မြို့ပြည်အကြောင်းထည့်တော့နော်နည်းနည်းဆုံးတော့နည်းနည်းအဆက်စားနိုင်တဲ့လူကတော့နည်းနည်းများထည့်တော့နော်ဒီလောက်ဆိုတော့ပါပြီနည်းနည်းအကျဉ်းနေပါပြီဆိုရင်ခုနကြော်ထားတဲ့ပစုံလေးနဲ့စက်တော်နဲ့တော်လေးရောပြီးတော့ဒီအေးလေးနဲ့နှက်တာနော်ဒါအမီးလေးနှက်ထားရင်ဖားဖြစ်လေဆိုပစုံလေးတွေကလည်းချွတ်ချွတ်လေးဖြစ်ပြီးတော့ပို့ထားလို့တော့တယ်ဒီတိုင်းမီးပိတ်လိုက်ရတယ်ဒါပေမဲ့အဲ့လိုမျိုးမီးအေးလေးနဲ့နှက်ထားတယ်ပစုံလေးလည်းချွတ်ချွတ်လေးဒီစောက်တော့အရသာမဟုတ်တယ်ကွာကြော်တဲ့အချိန်မှာထည့်ပြီးနေတယ်ဒီလိုအမြန်စားနေတဲ့ကြီးကနည်းနည်းအကြီးပါပေါက်နေတာခုနကြော်ထားတဲ့ပစုံလေးတွေပေါ့နော်နည်းနည်းမီးပေးပြီးတော့9မိနစ်လောက်နည်းနည်းလေးထပ်ထားလိုက်တယ်ပေါ့နော်အဲ့ဒါပစုံလေးတွေအောက်ခြေလေးတွေကကျွတ်နေတယ်ဖုံးလေးပို့ပြီးတော့